စုခံကိုဘယ်တော့မှငါအလုပ်ဖြုတ်လိုက်လို့လေဆောင်းအဖွာမိသွားတာလားစုခံကအဆက်အသွယ်သုံးပြီးစက်ယုံထဲဝင်လာတာလေပြီးတော့တက္ကသိုလ်တော့မတက်ဘူးတခုခုဖြစ်သွားရင်လူအသက်ပဲဆုံးရှုံးရမှာတော်တော့ဒီမှာစုမြန်မနေနဲ့ပါဆက်ပိတ်ထားဟာဆောင်းအဖွာကသူ့ကိုအလုံးမဖြုတ်ဘူးလားဆောင်းတခင်ကလည်းသူ့ကိုအပြစ်မပေးဘူးလားစုခံကဘာမို့လို့လဲကျွန်တော်ချွေးကိုတုတ်ပေးပါဟုတ်ကဲ့စုခံကလိညာတက်တဲ့သူပဲဘာမှမတက်ဘူးသူတတိပြန်ရလာပြီသူ့ကိုကြည့်လိုက်တတိပြန်ရလာပြီတတိပြန်ရလာပြီဟုတ်တယ်တကယ်တတိပြန်ရလာပြီလူနာတင်ရင်ရောက်လာပြီစက်ရုပ်လေးကိုအမြန်တင်လိုက်ပါတော်သေးတာပေါ့သူနိုးလာပြီဒေါက်တာရှုတကယ်အံ့ဩဖို့ကောင်းတယ်ခုနကအသက်ရှူတန်အောင်မခံစားရတော့ဘူးဒေါက်တာရှုကစီယိုလေးရဲ့အသက်ကရှင်ပဲဆောင်းအဖွာမနေ့ကကျမဖေကိုဂတိပေးထားတယ်လေသူနဲ့သူ့လူမယောက်ျားကိုအလုပ်ဖြုတ်မယ်လို့ဆောင်းမတန်အခုလေးတင်ခမည်းမရောက်လာခဲ့ရင်လူတယောက်တည်သွားနိုင်တယ်ကျွန်တော်ထင်တာတော့အလုပ်ဖြုတ်ခံရတဲ့သူတွေကရူရှိတဲ့ရင်ထိန်ဖီပဲဆောင်းချင်းဘာတွေပြောနေတာလဲဆောင်းအဖွာကရူရှိရဲ့မွေးစားအဖွာလေဆောင်းချင်းဘာတွေပြောနေတာလဲဆောင်းအဖွာနားထောင်ပါဦးဒီလူမိုက်ကသူ့အဆက်အသွယ်တွေကိုအားကိုးပြီးစက်ယုံတစ်ခုလုံးကိုအာနာပြနေတယ်အခုဆိုခမည်းကိုတော့အမိတ်ပေးရနေပြီတော်တော့ပြီဒါလူအသက်နဲ့ပတ်သက်တဲ့ကိစ္စဒါပေမဲ့မင်းတို့နှစ်ယောက်ကအတင်းအကျပ်တွေဖြတ်နေတယ်အခုကစပြီးမင်းတို့နှစ်ယောက်စလုံးအလုပ်ဖြုတ်ခံရပြီ